Hello ဒီနေ့တော့ခဏနဲ့တူတူ6833 era so free ဆွဲဆိုင်အစ်စ်လေးကိုလိုက်မွေကြည့်ကြရအောင်နော်ဆိုင်လေးက so free ဆွဲ local brand အစ်စ်လေးကဖွင့်ထားတဲ့ဆိုင်လေးပေါ့နော်ဆိုင်မှာက casual ဖြစ်ပြီးတော့ခုနောက်ပိုင်းကောင်မလေးကြီး trending ဖြစ်နေတဲ့ပုံစံလေးများရပေါ့နော်ဆိုင်ဖွင့်ပွဲလေးကတော့ဒီလ12ရက်နေ့မှာစပြီးတော့ဆိုင်လေးကိုဖွင့်သွားမှာပါအခုကဆောင်းလဲဝင်ပြီဆိုတော့ဒီလိုမျိုး sweater လှလှလေးလည်းဆိုင်ထဲမှာထပ်ပေးထားရပေါ့နော်ဒါလေးကပထမဆုံးလေး casual ဖြစ်တဲ့အယောင်လေးလည်းအသားအရန်ဆောင်နေခုနဝတ်လိုက်တော့လုံးဝလင်းထွက်သွားဒါလေးခုန pick နဲ့သွားရင်ဒါလေးဝတ်ဖြစ်မယ်ပေါ့နော်တော်လာဒုတိယဆောင်တော့ဒီအနက်ရောက် set လေးဝတ်ထားရပေါ့နော်သူကဘောင်းမီစကတ်လိုမျိုးပေါ့နော် skirt ပုံစံမျိုးလေးလုပ်ထားတာအရင်လည်းမတူဘူးအကြီးလေးကတော့အရှိရ zip လေးနဲ့လာရပေါ့နော် free size ဆိုပြီးဝတ်လိုက်တော့လုံးဝကွက်တီပဲပေါ့နော်ဆိုင်မှာကဒီလိုမျိုး press on လေးလက်လက်လေးအများကြီးတင်ထားပေးရတတိယမြောက်ဝတ်ဆောင်ကိုတော့ဒီရဲ့ trending ဖြစ်နေတဲ့ top လေးနဲ့ဝတ်ထားရပေါ့နော်အကြီးရဲ့အနောက်မှာကလုံးဝအပိတ်လုပ်ထားပြီးမဝတ်ရကောင်မလေးတွေလည်းအရင်အဆင်ပြေရနောက်ဆုံးတစ်ထည်ကိုတော့ sweater လေးနဲ့ mini skirt လေးနဲ့ဝတ်ထားရပေါ့နော် sweater လေးရဲ့အယောင်ကလည်းခင်းတဲ့ရောင်လေးဆိုအသားလည်းအရင်ဆောင်ပြီးပဲ outfit နဲ့ဖြစ်လိုက်တယ်ပေါ့နော်ဆိုင်မှာကအင်ကြီးလက်လှလေးအများကြီးရှိရမို့လို့တွားကြည့်လိုက်ကြတော့နော်ဒီနေ့တော့ဒီလောက်ပါပဲရှင်ဘိုင်ဘိုင် guys ဆိုင်ဖွင့်ပွဲကြတွေ့ကြမယ်နော်